ခေါင်းစဉ်ယနေ့ခေတ်နှင့်ကောဒလာမင်းကြီးအိမ်မက်ဆက်ချုပ်ချယ်တေမိုးကြီးမရွာအိမ်မက်အရလီမျက်နာကနေမိုးကြီးရွာတော့မလို့မိုးချိန်တန်တီပြီးတင်မဲတွေတက်လာပြီးမရွာပဲလေတိုက်ပြီးပျောက်သွားတာကိုမြင်မဲ့လေလက်တွေ့ဘွားတိုင်းပြည်အုပ်ချုပ်သူတွေခေါင်းဆောင်တွေဟာဂရီဝီမျိုးမျိုးပေးပြီးလက်တွေ့မှာဘာမှဖြစ်မလာပဲပြည်သူတွေကိုလှန့်စားတဲ့ခေတ်ဖြစ်ပါလိမ့်မယ်နှိမ်အပင်ငယ်အသီးတီအိမ်မက်လက်တော်လောက်သာရှိသေးပဲအပင်ပေါက်လေးတွေကနေအသီးတီတီးနေတာကိုမြင်မှတ်တယ်လက်တွေ့ဘဝလူတွေဟာအသက်တိုင်းတိုလာမယ်အရွယ်မရောက်ခင်ငငယ်ရွယ်ရွယ်နဲ့အိမ်တောင်ကြပြီးကလေးမွေစီးပွားရှာရတဲ့ခေတ်ဖြစ်ပါလိမ့်မယ်၃နွားမနှုတ်ဆုအိမ်မက်မွေးကစားနွားကလေးစီကနေနွားမကြီးကပြန်ပြီးနှုတ်ဆုနေရတာကိုမြင်မှတ်တယ်လက်တွေ့ဘဝမိဘတွေဟာအိုမင်းမစွမ်းထက်ပြီးကိုယ်တိုင်စီးပွားမရှာနိုင်တော့ပဲသားသမီးတွေစီမှာမျက်နှာငယ်လေးနဲ့ပြန်လဲမိခိုးတောင်းခံစားတော့ရတဲ့ခေတ်ဖြစ်ပါလိမ့်မယ်လီနွားငယ်မောင်းနေအိမ်မက်ဝင်ယုံနိုင်တဲ့နွားကြီးတွေကိုဖယ်ထားပြီးဘာမှနားမလဲသေးတဲ့နွားပေါက်စလေးတွေကိုထွန်းတုံးတင်မောင်းနေနေတာမြင်မှတ်တယ်လက်တွေ့ဘဝအတွေ့အကြုံရှိတဲ့ပညာရှိလူကြီးတွေကိုဘေးဖယ်ထားပြီးအတွေ့အကြုံနှုတ်နေတဲ့လူငယ်တွေကိုနေရာပေးအုပ်ချုပ်ခိုင်းတာကြောင့်တိုင်းပြည်ပျက်စီးမဲ့ခေတ်ဖြစ်ပါလိမ့်မယ်ငါမြင်းကောင်းနှလုံးအိမ်မက်မြင်းတကောင်ထဲမှာခေါင်းနှလုံးပါပြီးဟိုဘက်ဒီဘက်နှစ်ဖက်လုံးကအစာစားနေတာကိုမြင်မှတ်တယ်လက်တွေ့ဘဝတရားစီရင်တဲ့တရားသူကြီးတွေဟာတရားလိုစီကတော့တရားကန်စီကပါနှစ်ဖက်လုံးစီကလက်ငွေယူပြီးအမှုစစ်မဲ့ခေတ်ဖြစ်ပါလိမ့်မယ်6ရွှေကွက်ခွေးသည်အိမ်မက်တန်ဖိုးကြီးမားလာတဲ့ရွှေကွက်ထဲကိုခွေးအိုကြီးကသေးပန်းထဲတာကိုမြင်မှတ်တယ်လက်တွေ့ဘဝပညာရှိအမျိုးကောင်းသားသမီးတွေဟာပညာမဲ့တဲ့သူရုပ်မာတွေတသေးတွေစီမှာအောက်ကျိုးပြီးဝင်ရောက်လုတ်ကန်ရတဲ့ခေတ်ဖြစ်ပါလိမ့်မယ်ခုနှစ်လွန်ကျိုးခွေးစားအိမ်မက်ယောက်ျားလူသူကလွန်ကျိုးကျစ်နေတော့သူ့အနောက်မှာခွေးမတကောင်ကလိုက်ပြီးကြိုက်ဖြတ်စားတောက်နေတာကိုမြင်မှတ်တယ်လက်တွေ့ဘဝယောက်ျားလူသူကပင်မန်းကြီးစွာရှာခွေထားသမျှကိုဇနီးတရကအိမ်တော်မှုမထိန်ပဲအပျော်အပါလောင်းကစားနဲ့ဖြုံးတီးပြစ်မဲ့ခေတ်ဖြစ်ပါလိမ့်မယ်ရှစ်အိုးပြီးရေလောင်အိမ်မက်ရေပြည့်မြေအိုးကြီးတဲကိုပဲလူတွေကဝိုင်းပြီးရေလောင်းထိနေကြတာဖေးကအိုးလွတ်တွေကိုတော့ဘယ်သူမှရေမထိကြဘူးလက်တွေ့ဘဝတိုင်းပြည်ဘာနာငွေကိုစင်းရဲသားတွေအတွက်မသုံးပဲချမ်းသာပြီးသားဘာနာတိုက်သေးကိုသာအခွင့်တွေထပ်အောက်ပြီးထိတင်းနေမဲ့ခေတ်စင်းရဲသားပိုစင်းရဲချမ်းသာသူပိုချမ်းသာမဲ့ခေတ်ဖြစ်ပါလိမ့်မယ်ကိုရေချင်းရေနောက်အိမ်မက်ရေကန်ကြီးရဲ့အလဲကောင်မှာရေတွေနှောက်နေပြီးကံပေါင်ပဲ့ဘီးတွေမှာတော့ရေတွေကြီးလဲနေတာကိုမြင်မှတ်တယ်လက်တွေ့ဘဝမြို့ကြီးများကြီးတွေမှာအုပ်ချုပ်သူတွေနှိမ့်ဆက်လို့ပူလောင်ဆင်းရဲကြပြီးအစိုးရလက်လန်းမမီတဲ့တောနယ်ဒေသတွေမှာသာအေးချမ်းမှုရှိမဲ့ခေတ်ဖြစ်ပါလိမ့်မယ်30အိုးမကျက်ထမင်းအိုးအိမ်မက်ထမင်းအိုးတလုံးထဲမှာအောက်ကကျက်အလေကဆိုအပေါ်ကနက်ဆိုပြီး၃မျိုးဖြစ်နေတာမြင်မှတ်တယ်လက်တွေ့ဘဝရာသီဥတွေဖောက်ပြန်မယ်မိုးရွာတယ်လဲမြင်းကြီးညာညာမရွာပဲကွက်ကြားရွာမယ်စိုက်ပျိုးကြီးတွေပျက်စီးမဲ့ခေတ်ဖြစ်ပါလိမ့်မယ်တက်တီစံတကူပုတ်ရည်အိမ်မက်တန်ဖိုးကြီးမားတဲ့စံတကူနစ်ကိုပုတ်စော်နှံ့တဲ့တင်ချင်းရည်ပုတ်ရည်နဲ့လဲလှယ်နေတာကိုမြင်မှတ်တယ်လက်တွေ့ဘဝတာသနာဝန်ထမ်းတွေဟာတရားတော်ကိုနိဗ္ဗာန်ရောက်ကြောင်းမဟောပဲငွေကြီးလာဘတွေရဖို့အတွက်ပဲတရားဟောကြမယ်ခေတ်ဖြစ်ပါလိမ့်မယ်တက်နှစ်ဘူးဒီရေမုတ်အိမ်မက်ရေပေါ်မှာပေါ်လောပေါ်ရမယ်ဘူးဒီချက်ခောက်ကရေထဲကိုစွန်းစွန်းမှုန်သွားတာမြင်မှတ်လေလက်တွေ့ဘဝအမှန်တရားနဲ့ပညာရှိတွေရဲ့စကားကနေရာမရပျောက်ကွဲပြီးလူယုတ်မာတွေရဲ့စကားကသာနေရာရလွှမ်းမိုးမဲ့ခေတ်ဖြစ်ပါလိမ့်မယ်တက်သုံးကြောက်ဖျားရေပေါ်အိမ်မက်ရေထဲမှာမုတ်ရမဲ့ကြောက်ဖျားကြီးကရေပေါ်မှာဖော့လူပေါ်လောပေါ်နေတာမြင်မှတ်တယ်လက်တွေ့ဘဝအနှစ်စာတာမရှိတဲ့လူယုတ်မာတွေရဲ့စကားကိုပဲလူတွေကအဟုတ်ထင်အထင်ကြီးပြီးလေးစားလိုက်နာကြမဲ့ခေတ်ဖြစ်ပါလိမ့်မယ်တက်လေးဖားမြေကိုစားအိမ်မက်ဖားကလေးကကြီးမားတဲ့မြေဟောက်ကြီးကိုတကောင်လုံးမျိုးချလိုက်တာကိုမြင်မှတ်တယ်လက်တွေ့ဘဝယောက်ျားလုပ်သူမှာဇနီးတရရဲ့ဩဇာလွှမ်းမိုးမှုကိုခံပြီးဇနီးတရစိတ်တိုင်းကြခိုင်းသမျှနေထိုင်ရမယ့်ခေတ်မရနိုင်ခေတ်ဖြစ်ပါလိမ့်မယ်တက်ငါဟင်သာကြီးချနေရပြီအိမ်မိတ်ရွှေဟင်သာငတ်နှင်းတွေကမဲနှက်တဲ့ကြီးကန်းကိုခြံရပြီးခစားနေရတာကိုမြင်မှတ်တယ်လက်တွေ့ဘဝပညာရှိအမျိုးကောင်းသားသမီးတွေဟာပညာမဲ့တဲ့သူရုပ်မှာအကြီးကဲတွေရဲ့လက်အောက်မှာအရာခံခစားရမယ့်ခေတ်ဖြစ်ပါလိမ့်မယ်တစ်ချောင်းစိတ်ကြားလိုက်ဝိအိမ်မက်စိတ်ကကြားကိုလိုက်ဝိပြီးကြားတွေကြောက်လန့်တကားထုတ်ပေးရတာကိုမြင်မှတ်တယ်
လက်တွေ့ဘောတတော်ကောင်းတွေကိုသူ့ရုပ်မာတွေကအနိုင်ကျင့်ပိုရိုင်းလို့တတော်ကောင်းတွေကြောက်ရွံ့ထွက်ပြေးရမယ်ခေတ်ဖြစ်ပါလိမ့်မယ်